ဒီနေ့တော့အသေးပေါက်လာလို့ပြောပြီကွာကျောင်းမြန်မာနိုင်ငံပတ်ကြီးစော့နေတဲ့ဂိမ်းစော့နေတဲ့ပက်လီယာတွေမစီလုံးအဲ့ဒီမစီလုံးမှုဆိုတဲ့စကားကလည်းဘာကြောင့်ပြောရလဲဆိုရင်ပွဲတစ်ပွဲဝင်လိုက်တာနဲ့တကယ်အကောင်းဆုံးတယောက်ကနေပြီးအကောင်းဥပမာအနေနဲ့ပြောပြမယ်အကောင်းဆုံးတယောက်ကနေကျွန်တော်ပြောလိုက်မင်းစကေးကစောက်ပေါ်ကြီးဟာဟုတ်တယ်တကယ်ကျွန်တော်စောက်ပေါ်ကြီးဗျာ bro လို့လည်းဗျာကျွန်တော်ကစကေးကောင်းမှလည်းပြောမထားဘူးကျွန်တော်တင်တဲ့ဗီဒီယိုတွေ highlight တွေထုတ်တဲ့ဗီဒီယိုတွေတိုင်းမှာကျွန်တော်အရင်ကောင်းတာတွေလည်းတင်မထားဘူးကျွန်တော်ကကျွန်တော်ဟာသားအနေနဲ့စော့တယ်ကျွန်တော်ဒီ game ဒီ TikTok ထဲမှာရှိ TikTok မှာတင် TikTok ထဲမှာရှိတဲ့လူတွေကိုကျွန်တော်ပြောအောင်လုပ်ပြီးဒီလောက်ပါပဲသူများလူလည်းlike တွေ view တွေရနေတာမဟုတ် brother တို့ highlight ထုတ်လိုက်တာနဲ့ရောင်ကြီးဗီဒီယိုကြီးကတစ်ခါကြည့်လဲမွာနှစ်ခါကြည့်လဲမွာပါလား၄ယောက်တယောက်ပြစ်ထားတာ၅ယောက်တယောက်ပြစ်ထားတာအဲ့လိုမျိုးကြီးလဲ like မကြွားဘူးဗျဘာသာတို့မှာတဲ့ဘာလဲဆိုတော့ဗျာ like မကြွားနဲ့ဆိုတော့ကိုစကေးကိုဒီတဲ့မြင်းအောင်ကြိုးစား